အားလုံးပဲမင်္ဂလာပါခင်ဗျာအဲ့တော့ living page နဲ့ကြိုဆိုပါရစေဒီနေ့အိမ်မှာဘာစားမလို့ဆိုလို့ရှိရင်ဒီနေကင်းပဲ height ဒီတိုင်းမှာဆိုလို့ရှိရင် general cafe ကနေပြီးလက်ဆောင်ပေးထားတဲ့မုံမျိုးစုံလေးတွေကျွန်တော်အိမ်မှာလုပ်ထားတဲ့စိတ်မေကြီးလေးကိုစားမှာဖြစ်ပါတယ်နော်ဒါကတော့ကျွန်တော် general cafe နေလက်ဆောင်ပေးထားတဲ့ကိတ်ကလေးတွေပေါ့နော်ဒါကတော့ကျွန်တော်အမြဲတမ်းစားနေကြပါတော့ဒါလေးကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ cake roll ပေါ့နော်တော့ durian flavor ပေါ့နော်နောက်တစ်ခုကဒါလေးတွေကဘာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ assorted cake ပေါ့နော်ကျွန်တော်တို့အရင်လို whole cake ကဆိုလို့ရှိရင်ကျွန်တော် pine cake ကိုခေါ်တာပေါ့နော်မင်းသားဆောင်တွေမှာအမြဲတမ်းကျွေးတဲ့ cake လေးအဲ့တော့ general cafe မှာဆိုလို့ရှိရင်ဒီလိုမျိုးassorted cake လေးဆိုလို့ရှိရင်တပူးဆိုလို့ရှိရင်ရောင်စုံပါမယ်ပြီးလို့ရှိရင်အရသာလည်းမျိုးစုံလေးထည့်ပေးထားတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီ mango pudding ပေါ့နော်သူ့ရဲ့ packing လေးဆိုလို့ရှိရင်အရင်လှတယ်ဒါကတော့ခုလောဆယ်မှာဆိုလို့ရှိရင်ဒါလေးကဆိုရင်အရင်ပုံမှန်နာမည်ကြီးနေတယ်ကျွန်တော်တို့ဒူဘိုင်း chocolate cake ပေါ့နော်ဘာလို့အပေါ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ရွှေလေးကတ်ထားပြီးတယ်ရွှေစစ်နော်ကျွန်တော် chocolate စားလို့ရှိရင်ရွှေလေးတွေပါကိုက်ပြီးစားရမှာပေါ့နော်ဒါကတော့ဘာလို့ဆိုကျွန်တော်တို့ဒီနေ့အိမ်မှာကျွန်တော်တို့လုပ်ထားတယ်ကောင်းကြီးရွှေကြီးလို့လည်းခေါ်တယ်မန်လေးဘက်မှာလို့ရှိရင်တော့စိန်ဖေးကြီးလို့လည်းခေါ်တာပေါ့နော်နောက်ခါကျတော့ရန်ကုန်မှာဆိုလို့ရှိရင်တော့ကျွန်တော်ကောင်းကြီးရွှေကြီးလို့လည်းခေါ်မယ်ပြီးလို့ရှိရင်ကောင်းကြီးဆမမကင်းလို့လည်းခေါ်တယ်ပေါ့နော်ဒါကကျွန်တော်အိမ်မှာလုပ်ထားတာထင်းညက်နဲ့ပေါ့နော်တကယ်လို့ तू ကကြားနဲ့အဖြူအောင်ဆိုလို့ရှိရင်မော်လမြိုင်မှာဆိုလို့ရှိရင်မော်လမြိုင်ကောင်းကြီးဆမမကင်းလို့ခေါ်တယ်အဲ့ဒါဆိုလို့ရှိရင် तू ကအဖြူအောင်ပေါ့နော်တော်တော်ပါဦးကျွန်တော်စားမယ်ဆိုလို့ရှိရင်ဒီမှာဒူဘိုင်း chocolate cake ပေါ့နော်ဘာဆိုလို့ရှိရင် तू ကဒီမှာရွှေလေးတွေပါတယ်နော်ဒါရွှေအစ်စ်ကလေးပါဒါလေးကိုမှကျွန်တော်စားပါမယ်နော်သူအီလေးနဲ့သူက chocolate အများကြီးပါတော့အရင် soft ဖြစ်တဲ့ cake မျိုးပေါ့နော်ဒီမှာဆိုလို့ရှိရင်အရင်ကမှပျော့လေးပေါ့နော်လုံးဝအရင်က soft ဖြစ်ပြီးတော့နုနုညံ့လေးပေါ့အရင်ကပါအီတယ်နောက် chocolate အဲ့ဒါဆိုလို့ရှိရင်လုံးဝအပြည့်ပဲ 100% chocolate အဲ့ဒါရှိတာပေါ့နော်အပေါ်မှာလို့ရှိရင်ရွှေရောင်လေးကတ်ထားတဲ့အတွက်ကြောင့်တော်တော်လေးကိုမှဒီစိတ်ဝင်စားတာကောင်းတဲ့ cake မျိုးစားလေးပေါ့နော်ဒီဒါတွေကကျွန်တော်စောပြတဲ့ mango pudding ပေါ့ဟိုသူ့ရဲ့ packaging ကဆိုလို့ရှိရင်အရင်မိုက်တယ်အရင်လည်းလှတယ်ဒါတွေကဆိုရင်လည်းဒီ mango pudding လေးပါဒါလေးကိုစားကြည့်ပါမယ်တကယ်ကိုကောင်းလာတယ်ကျွန်တော်အရင်ကြိုက်နေသေးတာနော်စားကြပါအောင်။ Okay ဒါကြောင့်ကျွန်တော်ကပြောသလိုပဲကျွန်တော်အရင်ခေတ်တုန်းကလို့ရှိရင် pan cake လို့လည်းခေါ်တာပေါ့နော်။ဘာလို့ဆိုတော့ cake ကပေါ်မှာဆိုလို့ရှိရင် pan လေးတွေဆွဲထားတာ။ဒါလေးဆိုရင်တော်တော်လေးကိုမှလှတယ်ပေါ့နော်။ဒီမှာဆိုလို့ရှိရင်ဒါကstrawberry flavor ဒီမှာ pan လေးဆွဲထားတာနော်။အရင်ကမှလှတယ်နော်။ဒါလေးကိုကျွန်တော်စားပါမယ်နော်။ Okay ဒီခါတော့ကျွန်တော်အိမ်မှာကိုယ်တိုင်လုပ်ထားတဲ့ကောင်းကြီးရွှေကြီးလေးကိုစားပါမယ်နော်ခုပြောတော့ပြီးတော့ဒါလေးကတော့ကျွန်တော်တို့ croissant ပေါ့နော်ကျွန်တော်ကပြည့်ထွက်တဲ့ croissant ဆိုရင်အရင်ဆက်ကောင်းပါနော်ဒီ chocolate cake ကတော့ကျွန်တော်အရင်ကမှကြိုက်သွားပြီနော်